ကွာပါရေးကြီးဆုံးကမိပါဆိုဘာအခုကြမှာစာရတဲ့ flow ကဘာရေးကြီးတာတော့ဟမ်စာရတဲ့ flow ဘာရေးကြီးမှာတော့မိပါကွာမိပါရေးကြီးဆုံးကဘာလို့โอเคမင်းတို့အုတ်ကားကောင်တွေ flow ကတန်တယ်အဲ့လိုကောင်တွေရှိတယ်အဲ့လိုကောင်တွေတကယ်ရှိတယ်အဲ့လိုကောင်တွေတကယ်ရှိတယ်အဲ့ဒါတော့ဟုတ်တယ်အဲ့ဒါဟိုးရင်ခင်တယ် What did he say သူတို့ music တိုင်းမှာသူတို့ music တိုင်းနေဆိုရင်တော့သူတို့ကတော့ fine လမ်းနဲ့ကျန်းတယ်လို့ပြောလို့ရတယ်သိမလားဒါပေမဲ့ဒီလို music တိုင်းတော့မကြိုက်တဲ့သူတွေကမ fine မလန်းဘူးရယ်ပြောလို့ရတယ်အဲ့တော့What's up everybody it's your boy 99 back မင်္ဂလာပါ99ပါဒီနေ့မှာတော့ထူးထူးတွီးနေတဲ့ခီပွိုင်းအစာတို့ခေါ်လဲလောက်ထားတဲ့ဒီ push up ဆိုတဲ့တခြင်းကိုဝေရှင်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီချင်းကျွန်တော်တို့နားထောင်မယ်ဒီချင်းကပြမဲ့ဆိုရင်ထူးထူးတွီးနေတဲ့ခီပွိုင်းအစာတို့ရဲ့ခေါ်လဲလောက်ထားတဲ့ချင်းတစ်ပုတ်ဖြစ်တယ်အဲ့တော့ push up ဒိုက်ထိုးပြီးဒီချင်းကိုနားထောင်ကြနော် okay ဒိုက်ထိုးနေနဲ့နားထောင်ကြ okay let's go လက်နေကြ၄កောင်လက်နေကြ၄កောင်တို့ထွေးထားရမိုက်တယ်ဟာပေါင်းနဲ့အတနာဘယ်နီးမှာတော့ okay ဘယ်နီးမှာတော့ဒီမြန်မာနိုင်ငံနဲ့တော့မဝေးကြီးမြန်မာနိုင်ငံနဲ့တော့ဝေးကြီးပဲလေနော် okay စာရတဲ့ flow ဘယ်ကရေးကြည့်တော့နေကဘာမရေးကြည့်ဆုံးကမိပါပဲမင်းတို့ပြောတော့ကကြတော့ရေးကြည့်ဆုံးကမိပါဆိုဟမ်ငယ်တော့ဆိုတော့ကစားကဘာမရေးကြည့်ဆုံးကမိပါဆိုဘာအခုကြမှာစာရတဲ့ flow ကဘာရေးကြည့်တာတော့ဟမ်စာရတဲ့ flow ဘာရေးကြည့်မှာတော့မိပါကွာမိပါရေးကြည့်ဆုံးကဘာလို့ okayဆောက်ခက်ပြောင်းလာပါအားချောင်းလာပါဆက်သွားပါမယ်ပြောင်းလို့ဟိုနဲ့အတနာဘယ်နီးမှာတော့ပြောပါဦးအေးအောက်မှာကနေမင်းစော်ပဲဒီဗျာအောက်မှာကနေရမင်းကိုယ်တိုင်လည်းတော့မဟုတ်တော့ဘူးအောက်မှာကနေမင်းစော်ပဲโอเคချော်လေအမကန်အမေစောပဲအရာကြီးအခုပဲဒီကနေပြီးတော့လက်တဲ့ဦးစီဖိုက်ရဲ့အဆောက်ထားတွေရလက်တဲ့ဦးစီဖိုက်ရဲ့စောက်တာတွေရအဲ့ဒါကိုရပြန်တော့ကြီးOkay. My service look like Whitney Spears. My niggas so don't like the whiskey. So lady, let me bring him here. Shooting it over sand, popping champagne, pop money. Lady, go let him out and we the ego swig on nani. I let him in on the net. I smoke it inside like Wiz. Wait. I got just let me out, come in. So near, show the down, so you went. So we bout to be down, so they let. No, you're没送你的不要找送礼呗 ，OK， 没送你的不要找送礼不要哩。找送礼呗。拿送哎，那家嘛哎的突突推的我，拿送哎那家嘛哎的突突推的我，所以请老对呀吧 ，OK OK 呀，来你先买一点。
မွေးလိုမျိုးနေရချော်တဲ့တန်းတော့အေးဟုတ်ငယ်ကမေးပါလောက်ခဲ့တယ်တမိုင်းပြန်တဲ့ကြည့်တော့ဘိုးကြားတဲ့ပြည့်โอเคဆောင်ရတဲ့နဲ့ကြိုးရတဲ့နဗန်ကျင်ငါခံငါရဲ့ kitchen ဒီမှာဟုတ်ကဲ့ဘာမှဆိုရင်တူတူတပီတို့ဆိုနေတဲ့ flow တွေက flow ဥစားပေးထားတာ flow ဥစားပေးအဲ့တော့ပြောမှဆိုရင်level ဥစားပေးတဲ့သူတွေကဒီချင်းကိုကြိုက်မှာမဟုတ်ဒီမြန်ဒီကဘလို့ level ကြီးကဘလို့ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဒီမြန်ဘယ်လိုပြောရမလဲ snoot dog ရနေပြီးတော့သိမလားဘာလို့ဘာဆိုလှောင်လိုမျိုးဆက်ပြီးတော့လှောင်နေအောင်မယ်ဘာလို့လဲဆိုတော့သူတို့ကမှဒီ flow တွေကိုသူတို့ကမှမကြိုက်တာသိမလားအဲ့တော့မကြိုက်တော့ပဲတာကြီးစောက်ပြတာကြီးပြောလို့ရဆိုတော့ပြောလို့မရပြန်ဘူးသိမလားအဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ကိုကြိုက်တာကိုလို့ကိုမန်နဲ့ထင်လောက်တာလို့သူများကပဲမထိကြိုက်ဘူးပတ်ဝန်းကျင်မထိကြိုက်ဘူးကြိုက်တာတော့မိုက်တာလို့သိမလားကိုဖြစ်ကိုခင်ကိုလောက်တာကိုပြန်ရမှာဒါပဲကွာသိမလားအဲ့တော့မျက်မှောင်အောင်ဆူလာလည်းမသိဘူးမင်းလည်းကြိုက်တော့ယူနိုင်တယ်ငါလည်းကြိုက်တော့ယူအဲ့ဒီတိုင်းပဲမင်းလည်းမင်းတို့ကြိုက်ရမယ်လို့ယူငါတို့ကြိုက်တာယူမယ်ဆိုပြီးတော့လားဆက်ပြီးထိုးကွာသိမလားအဲ့ဒါပဲပြောချင်တယ်ဒီမလားပြောမစမ်းlimit တွေကဘယ်လိုဖြစ်နေတာဖြစ် limit တကယ်ဟိုမှဒီမလားဘယ်လိုပြောအောင်စကန်ကျန်နားထောင်ခဲ့တဲ့လူတွေကတော့ဒီမျိုး flow တွေကိုသူတို့ကကြိုက်မှလည်းမဟုတ်ဒီ limit တွေကိုသူတို့ကြိုက်မှမဟုတ်ဒီမလားโอเคတော့ဘယ်လိုသိတာဆိုပြီးအမျိုးပဲထင်ကြမှာဒီမလားအဲ့တော့တူတူတွေတက် K1 အစာတို့ဆိုနေတဲ့တိုက်တွေကじゃ flow ဦးစားပေးတိုက်တွေသိမလားเนาะအဲ့တော့မကြိုက်တာရပါလေသိမလားဖောက်ထုတ်ခြင်းရထူပေါ့မတက်နိုင်ဘူးနေတာတော့မထေးအဲ့တိုင်းမင်းတို့အုတ်ကားကောင်တွေ flow ကတန်တယ်အဲ့လိုကောင်တွေရှိတယ်အဲ့လိုကောင်တကယ်ရှိတယ်အဲ့လိုကောင်တွေတကယ်ရှိတယ်အဲ့ဒါတော့ဟုတ်တယ်အဲ့ဒါဟိုးရင်ခင်တယ်တခါလာရဲ့ဒီ flow တခါလာရဲ့ဒီ flow အချစ်ချင်းဆိုရင်အတန်ဒူးတိုင်းပဲဒီမြအဖြစ်ချင်းဆိုရင်အတန်ရောအော်ပြီးတော့ဆိုမယ်ဒါပဲဒါပေမဲ့ flow ကဒီတိုင်းပဲ ကိုနာနီတို့မိုက်တယ်ဒီချင်းထဲမှာ4ယောက်မမိုက်ပါတယ်ဒီချင်းထဲမှာ4ယောက် fine 4ယောက်ကျန်းတယ်ကွာသိမလား4ယောက်လုံးပြောမှဆိုရင်ဒါကျန်းတယ်လို့ပြောမှာပေါ့ကွာသိမလားဒီ flow ဦးစားပေးဖြစ်တော့ဒါသူတို့အထာနဲ့သူတို့ music တိုက်တယ်ကွာသိမလားငါတို့ music တိုက်ဘယ်လိုဖြစ်လဲဆိုတော့တာပြီးမှပြောလို့မရတာသိမလားအဲ့တော့သူတို့ music တိုက်မှသူတို့ music တိုက်နေဆိုရင်တော့သူတို့ကတော့ fine လမ်းနဲ့ကျန်းတယ်လို့ပြောလို့ရတယ်သိမလားဒါပေမဲ့ဒီလို music တိုက်လို့မကြိုက်တဲ့သူတွေကမ fine မလမ်းဘူးရယ်ပြောလို့ရတယ်အဲ့တော့ကြိုက်တဲ့ကောင်တွေက streaming platform တွေကနေပြီးတော့ sporting ပြီဒါပဲမကြိုက်တဲ့ကောင်တွေကလည်းပဲစပေါင်းထူးချင်ထူးပေါ့ဆဲချင်တယ်ဆဲပေါ့ဒါပဲရှိတာပဲဟုတ်တယ်မလား okay ပေါင်းနဲ့အတနာမျိုးဘယ်နည်းမှာတော့စာနာတဲ့ flow ဘယ်ဟာရေးကြည့်တာတော့စာနာတဲ့ flow ဘယ်မှရေးမကြည့်ဘူးနော်ဘာတော့ရန်ဘတ်ခေါင်းမရေးကြည့်ဆုံးကမိပါပဲမိဘရေးကြည့်ဆုံးတိုင်းမိဘရေးကြည့်ဆုံးနော် okay ကြိုက်ပါလေဒီမှာလက်ခီဝိုင်းတို့ပါလို့ဆိုလည်းပဲ fine အစာတော့မသိအစာတော့နားမထောင်ဘူးဒီမှာလက်ခီဝိုင်းတော့နားထောင်လိုက်ရေးမင်းကြည့်စမ်းမာလာဟေးစားခါမိုက်တယ် okay ဒီနေ့ reaction တော့ဒီတော့ပါပဲအော်ချူပေးကြတဲ့ကြည့်ချင်တယ်ဒီမှာလေကျွန်တော်နောက်လာမယ့် reaction တွေနောက်လာမယ့် content တွေမှာကျွန်တော်ပြန်စောတွေ့ကြပါမယ်စောင်းမိုက်ကြိုက်တယ် music လည်းကြိုက် music က Yan Push cooking လောက်ထားတာသိမလားခုနကဟိုဆိုလဲတဲ့တူဘယ်လိုပါလဲဘယ်ရဲတဲ့ကြမသိတော့ဘူးငါခန်းငါရဲ့ kitchen ကိုတင်သားလိုက်တာကွာသိမလားအဲ့တော့ပြောတော့သိမလားဟိုဘူထက်ပြောတဲ့စကားတော့တတိယပါသိမလားငါလက်တော့ငါရဲ့ဓာတ်ပဲ
ငါလက်တော့ငါရဲ့ထားပဲအဲ့လိုပြောတဲ့စကားလားဟိုတော့တတိယပါတယ်တကယ်စောင်းရပါပဲသူ့ရဲ့လက်တော့လည်းမှာသူတော့ဟိုမှာတချင်းတီးချင်းတွေဘယ်လိုဖြုတ်မယ်ဆိုရဲဟာမျိုးသူလုံးလိုက်ရမင်းစင်းမာစတာကန်ထဲတာအဲ့တော့ငါလက်တော့ငါရဲ့ထားပဲအဲ့လိုမျိုးပဲပေါ့နော်ဒီကောင်လေးအခုဒီဘေးဆိုရတဲ့အထားမျိုးဆိုရင်ပဲငါခန်းငါရဲ့ kitchen ဒီမှာငါပြောမဆိုရင်ကွာငါခန်းကတချင်းတွေထုတ်တဲ့နေရာငါစတူဒီယိုပေါ့ကွာစတူဒီယိုဆိုတဲ့အားမျိုးနဲ့ပြောပါဒီမှာဒီတချင်းတီးတဲ့ပဲသူခဲမဲ့သူတီးမယ်ကွာတချင်းတန်တဲ့ပဲသူခဲမဲ့သူတွင်းမယ်ဆိုတဲ့ပုံစံမျိုးလုံးဝကုတ်ကဲချက်ပြုတ်နေတဲ့ပြီးဖို့ကြောင့်လည်းမှာချက်ပြုတ်နေတဲ့အထားလိုမျိုးပေါ့နော်ပြောပါတာဆောင်းရမ်းဖိုင်းကျစကလုံးဒီကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့နိုင်နန်းပါ Let's go to a talk to the tree lucky boy asa let's go